ဦးဇင်းတက္ကသကမတို့ကိုဝါတွင်3 လဥပုပ်နေ့တိုင်းအိမ်တွင်ဘာဝနာဆိုတဲ့ခေါင်းစဉ်နဲ့အိမ်မှာနေပြီးဘာဝနာပွားများတတ်အောင်နည်းနည်းချင်းစီဝါချွတ်တဲ့အထိသင်ပေးမယ်အိမ်တွင်ဘာဝနာဘာဖြစ်လို့သင်သိလဲအိမ်မှာနေပြီးဘာဝနာဘာဖြစ်လို့အားထုတ်သိလဲဆိုတော့ဗုဒ္ဓမြတ်စွာအစရှိတဲ့သူတော်ကောင်းကြီးတွေတွင်တင်ဆိုဆုံးမထားတဲ့သီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာဆိုတဲ့သိက္ခာ3ရပ်သာသနာတော်အကျင့်မြတ်ကြီး၌ပါဝင်နေလို့သိက္ခာ3ရပ်သာသနာတော်အကျင့်မြတ်ကြီးကိုဘာဖြစ်လို့ကြည်ကြံအားထုတ်သိတာလဲဗုဒ္ဓမြတ်စွာဘုရားကိုဘာဖြစ်လို့ကိုးကွယ်သိတာလဲဗုဒ္ဓမြတ်စွာဘုရားဒီဦးဇင်းတို့ဘဝအတွက်ဘာဖြစ်လို့လိုအပ်နေတာလဲဒါကိုနားလည်နိုင်ဖို့သိနိုင်ဖို့ဆိုရင်အကြောင်း3ခုကိုသိထားရမယ်နားလည်ထားရမယ်ကျဲပြသိလေကောင်းကောင်းမွန်မွန်နားလည်လေသိက္ခာ3ရပ်သာသနာတော်မြတ်အကြီးကိုကြည်ချင်စိတ်ရှိလာမယ်မြတ်စွာဘုရားကိုးကွယ်ခြင်းစိတ်ရှိလာမယ်ဗုဒ္ဓမြတ်စွာဘုရားဒီဦးဇင်းတို့ဘဝအတွက်အမှန်တကယ်လိုအပ်တယ်ဆိုတာကိုနားလေသဘောပေါက်လာမှာဖြစ်တယ်အဲ့ဒီအကြောင်း3ခုကတော့တန်တရားအကြောင်း2ကံဤအကျိုးအကြောင်း3အကြောင်းအများကြီးကြောင့်အကျိုးအများကြီးဖြစ်နေရပုံအကြောင်းဒီ3ချက်ဒီအကြောင်း3ခုကိုတေချာကောင်းမွန်ကျဲပြနားလေသဘောပေါက်လာမယ်ဆိုရင်မြတ်စွာဘုရားကိုးကွယ်ခြင်းစိတ်ရှိလာမယ်စွာဘုရားဟောပြဆိုဆုံးမထားတဲ့သီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာဆိုတဲ့သိက္ခာ3ရပ်သာသနာတော်မြတ်အကျင့်မြတ်ကြီးကိုကြည်ချင်စိတ်ရှိလာမယ်စွာဘုရားနှင့်မြတ်စွာဘုရားအဆုံးအမတရားတော်တို့သည်ဦးဇင်းတို့ဘဝအတွက်လိုအပ်နေတယ်ဆိုတာကိုရောအရေးပါနေတယ်ဆိုတာကိုရောကောင်းကြီးနားလည်လက်ခံလာနိုင်ပါလိမ့်မယ်ပြီးတော့အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်ဘာကြောင့်လုပ်ရတယ်ဘာတွေလုပ်ရတယ်ဘယ်လိုလုပ်ရတယ်ဆိုတာကိုသိဖို့လိုတယ်ဘာကြောင့်လုပ်ရတယ်ကိုသိမှနော်ကောင်းကြီးလုပ်ချင်လာလိမ့်မယ်ဘာတွေလုပ်ရမလဲသိမှဘာတွေလုပ်ရမလဲဆိုတာသိရဘယ်လိုလုပ်ရမလဲသိမှလုပ်တတ်မှာပေါ့နော်မိဖို့ကြောင့်မှနေပြီးဘဝတွေကိုဖြတ်တန်းနေရတဲ့မျိုးသမီးတွေများတဲ့အတွက်ဒီဥပမာလေးနဲ့စဉ်းစားကြည့်ပါနော်ဒီနေ့အထူးအပ်တယ်လာမယ်ဆိုတဲ့အကြောင်းကိုသိလို့ရှိရင်ဘာတွေချက်မလဲဆိုတာကိုကောင်းစဉ်းစားလာမယ်ဘာတွေချက်မလဲကောင်းစဉ်းစားပြီးဘယ်လိုချက်မလဲဆိုတာကိုနော်စဉ်းစားမှုရောလောက်ကင်မှုရောပို့ပြီးတော့အားကောင်းလာမယ်ပို့ပြီးကောင်းမွန်လုပ်လာမယ်ဒါကြောင့်အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်ဘာကြောင့်လုပ်ရတယ်ဆိုတာကိုအချင်းအားဖြင့်သိဖို့လိုတယ်ဘာတွေလုပ်ရမလဲဆိုတာကိုမချင်းမချေသိဖို့လိုတယ်ဘယ်လိုလုပ်ရမလဲဆိုတာကိုတတ်နိုင်သမျှအသေးစိတ်အကျယ်လေးသိနိုင်ရင်တော့ပိုကောင်းတာပေါ့ဒါကြောင့်သီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာဆိုတဲ့သိက္ခာ3ရပ်သာသနာတော်အကျင့်မြတ်၌ပါဝင်နေတဲ့အိမ်တွင်ဘာဝနာအလုပ်ကိုအိမ်မှာနေပြီးဘာဝနာပွားများတဲ့အလုပ်ကိုဘာကြောင့်လုပ်ရတယ်ဘာတွေလုပ်ရတယ်ဘယ်လိုလုပ်ရမလဲဆိုတာကိုဝါကျွတ်တဲ့အထိတပြေးချင်းရှင်းပြသင်ပြပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်ဘာကြောင့်လုပ်ရတယ်ဆိုတာကိုနားလည်လက်ခံနိုင်ဖို့အတွက်တန်တရားအကြောင်းကိုသိရင်တော့ဘာကြောင့်လုပ်တည်တယ်ဆိုတာကိုပို့ပြီးတော့ရင်နားလည်လက်ခံလာနိုင်လိမ့်မယ်ဒါကြောင့်ဦးဇင်းတန်တရားဆိုတာကိုရှင်းပြပေးခြင်းတန်တရားဆိုတာတန်နဲ့တရနဲ့တန်အဆက်မပြတ်တရစတရဖြစ်ခြင်းသို့မဟုတ်အပန်ပန်လေပိုက်ခြင်းဒီတန်တရားမှာဦးဇင်းတို့ဘယ်ကနေစဖြစ်လာတာလဲအဝိဇ္ဇာတဏှာဆိုတဲ့တရားနှစ်ပါးကနေစပြီးအခြေခံပြီးဖြစ်လာလိုက်တာယနေ့အထိပဲเนาะအဝိဇ္ဇာနဲ့တဏှာဆိုတဲ့တရားနှစ်ပါးရှိနေရင်တတ္တဝါတွေကဖြစ်နေမှာပဲရှိနေမှာပဲเนาะအဲ့ဒါဘယ်တော့မှစိတ်သုံးမှာမဟုတ်ဘူးဒီတတ္တဝါတွေဦးဇင်းတို့တွေဟာ
တန်တရားမှာဘယ်လောက်ကြာကျင်လည်ခဲ့ပြီဆိုတာကိုသိအောင်နားလည်အောင်ကြိုးစားတည်တယ်အဲ့ဒါကိုသိနားလည်လို့ရှိရင်ဘာကြောင့်ဘာဝနာလုပ်ငန်းကုသိုလ်ကောင်းမှုလုပ်ငန်းတွေလုပ်တည်လဲဆိုတာကိုပို့ပြီးသဘောပေါက်လာမယ်ဒါကြောင့်တန်တရားမှာဦးဇင်းတို့ဘယ်လောက်ကျင်လည်ခဲ့ပြီဘယ်လောက်အချိန်ကြာကျင်လည်ခဲ့ပြီဆိုတာကိုနားလည်အောင်ကြိုးစားကြည့်ရအောင်ဦးဇင်းတို့တန်တရားရဲ့အသက်ကိုခံမှန်းကြည့်ရအောင်ဒီဘဝကနေစပြီးတော့နော်ဒီတန်တရားရဲ့အစအထိကိုနောက်ဆုတ်ကြည့်ရအောင်တန်တရားရဲ့အသက်ကိုသိဖို့ဆိုရင်ပထမဦးဆုံးကဘာတစ်လုံးရဲ့ခြားချိန်ကိုနားလည်ဖို့လိုတယ်ကဘာတစ်လုံးရဲ့ခြားချိန်ကိုဥပမာဘယ်လိုပြထားလဲဆိုတော့နော်တယူဇနာပတ်လည်ရှိတဲ့ကြောက်တုံးကြီးတယူဇနာဆိုတာ10မိုင်10မိုင်12မိုင်ပတ်လည်ရှိတဲ့ကြောက်တုံးကြီးကိုနှစ်တရာနေမှတခါသွားပို့ကုံဖို့ဆိုတာမဖြစ်နိုင်ဘူးဒါပေမဲ့ပုပ္ပါများကြီးကုံသွားမယ်အဲ့ဒီကြောက်တုံးကုံရင်ကုံသွားမယ်ကဘာတစ်လုံးကမပျက်စီးသေးဘူးတဲ့မကုံသေးဘူးကဘာတစ်လုံးပျက်စီးဖို့ဆိုရင်အင်မတန်ကြာတယ်ဆိုတာကိုဥပမာနဲ့ပြထားတယ်နောက်တစ်ခုဥပမာကအဲ့ဒီတယူဇနာပတ်လည်ရှိတဲ့နော်တေတာကြီးထဲမှာမုံညင်းစီထည့်ထားမယ်နှစ်တရာနေမှတစ်စီသွားထုတ်အဲ့ဒီမုံညင်းစီကုံရင်ကုံသွားမယ်ကဘာတစ်လုံးကမကုံသေးဘူးမပျက်စီးသေးဘူးတဲ့ဒီလောက်အချိန်ကြာညောင်းလာတဲ့ကဘာလုံးကြီးတစ်ခုမှာဦးဇင်းတို့ဘဝဘယ်လောက်ဖြစ်ပျက်ပြီးတော့ဖြတ်တန်းခဲ့ရလဲဆိုရင်တည်တဲ့အခါအယိုးတွေကိုဒါစုပုံထားနိုင်မယ်ဆိုရင်ဂိတ်စကုတ်တောင်ကြီးလောက်ရှိတယ်တဲ့ကဘာတစ်လုံးမှာတင်ဘဝတွေများလာပြီဒီနာမည်တစ်ခုနဲ့ပဲဘဝပေါင်းများစွာကျင်လည်ခဲ့ရပြီဒီနေရာမှာပဲဘဝပေါင်းများစွာတည်ပြီးမြုပ်နှံခဲ့ရပြီဒါတွေကိုဒါသိခွင့်ရမယ်ဆိုရင်ဒီဟင်းနဲ့ပဲထမင်းနေ့တိုင်းစားနေရတဲ့လူဒီဟင်းထမင်းကိုမစားချင်လောက်အောင်ညှင်းငွေ့လာတယ်လို့ပဲเนาะဘဝတွေကိုညှင်းငွေ့လာမယ်အခုတော့ဒါတွေကိုသိမြင်ခွင့်မရှိတော့ဘဝတွေကိုမညှင်းငွေ့ဘူးအကောင်းတွေမျောနေမိတတ်ကြတယ်မဟုတ်လားနောက်ပြီးဘုရားတဆူပွေဖို့ဆိုရင်4တင်ချေနဲ့ကဘာတသိန်း8တင်ချေနဲ့ကဘာတသိန်း16တင်ချေနဲ့ကဘာတသိန်းပါရမီဖြည့်ကြရတယ်လို့ကြားဘူးတယ်မဟုတ်လားဘုရားတဆူပွေဖို့ဆိုရင်ကဘာပေါင်းအများကြီးပဲကြားတယ်နော်အဲ့ဒါဆိုရင်အဲ့ဒီကဘာပေါင်းအများကြီးမှာဦးဇင်းတို့ဘဝဘယ်လောက်များလိုက်မလဲစဉ်းစားကြည့်စမ်းကဘာတစ်လုံးမှတော့မနှဲဘူးနော်ချေဆိုတာကိုနားလေတယ်မဟုတ်လားအတင်ချေဆိုတာဖယားပွေတဲ့တဆူနဲ့တဆူကြားမှာဖယားမပွေတဲ့ကဘာအရေးအတွက်ရေတွက်နိုင်သေးတယ်ဆိုရင်အတင်ချေလို့မခေါ်သေးဘူးဖယားတဆူနဲ့တဆူကြားအချိန်တွေဘယ်လောက်ကြာသွားလဲဆိုရင်ဖယားမပွေတဲ့ကဘာအလုံးရေအတွက်အများကြီးမရေတွက်နိုင်တဲ့အခါမှအတင်ချေလို့ခေါ်တယ်ဖယားတဆူပွေဖို့ဆိုရင်အနည်းဆုံးအချိန်အတင်ချေ4ခါရှိရတယ်တဲ့ပါရမီဖြည့်တာနော်စဉ်းစားကြည့်ကြည့်ကဘာတစ်လုံးမှာတော့ဦးဇင်းတို့ဘဝကအများကြီးပဲဖယားတဆူပွေမဲ့ကဘာအရေးအတွက်ကြာချိန်ဆိုဦးဇင်းတို့ဘဝဘယ်လောက်များလိုက်မလဲစဉ်းစားကြည့်စမ်းပါဦးပွေထွန်းပေါ်ပေါက်သွားတော်မူတဲ့မြတ်စွာဘုရားရှင်တို့ကတဆူတည်းမဟုတ်ဘူးနော်နှစ်ချက်ရှစ်ဆူဆိုတာကြားဘူးတော့မဟုတ်လားနှစ်ချက်ရှစ်ဆူပဲကမှာခင်းကာဝါလူတဲစုမကခင်းကာဝါလူတဲစုမကဆိုတာဘာကိုပြောတာလဲအိန္ဒိယနိုင်ငံမှာခင်းကာမြစ်ဆိုတာရှိတယ်နော်ဦးဇင်းတို့မြန်မာနိုင်ငံမှာတော့အေယာဝတီမြစ်တို့တန်လွင်မြစ်တို့လိုပေါ့နော်အဲ့ဒီမြစ်တွေထဲကနေတဲတွေနေတိုင်းစုပ်တင်နေတာတွေ့တာမဟုတ်လားအဲ့ဒီတဲတွေပဲခဏထားလိုက်အောင်မိမိအိမ်ရှိမှလာပုံမဲ့တဲတပုံကိုပဲထိုင်ကြည့်ပါဦးတဲတပွေဖယားတဆူတဲတပွေဖယားတဆူမိမိတာတေသွားမယ်တဲပွေကုံဖို့ဆိုတာမလွယ်ဘူးနော်အဲ့ဒါကြောင့်လောကမှာဘုရားရှင်တွေအများကြီးပွေထွန်းပေါ်ပေါက်သွားတော်မူပြီနော်ကဘာတစ်လုံးမှာတော့မိမိရဲ့ဘဝကအများကြီးပဲဖယားတဆူစာကဘာလုံးရည်တွက်မှာဆိုရင်မိမိဘဝတွေကများလွန်းလို့များလှနေပြီကင်းကာဝါလူတဲစုမကဖယားရှင်တွေကိုဖြတ်တန်းလာရဲ့မိမိဘဝတွေဆို
ဘယ်လောက်များလိုက်မလဲစဉ်းစားကြည့်ပါဦးဒီဘဝတွေကလည်းဝိဇ္ဇာဆိုတဲ့တရားကိုမသိမြင်နိုင်သေးသေး၍တန်တရားမှာဆက်ပြီးတော့ဖြစ်ပြီးကျင်လည်နေရအောင်မှာပဲရှေ့ဆက်ပွေထွန်းပေါ်ပေါက်လာတော်မူမဲ့မြတ်စွာဘုရားရှင်တွေကိုလည်းကြော်ပြတ်မိနေအောင်မှာပဲရှေ့ဆက်ဖြစ်လာမဲ့တန်တရားမှာဘဝကောင်းတဲ့ကျင်လည်ရဖို့ထက်မကောင်းတဲ့ဘဝနဲ့ကျင်လည်ရဖို့ပိုပြီးများတယ်။ဘာဖြစ်လို့လဲဆိုတော့ဦးဇင်းတို့စိတ်ကိုကောင်းမှုထက်မကောင်းမှုမှာပိုမွေ့လျော်လို့ဒါကြောင့်မကောင်းမှုကံကိုပဲပိုပြီးထူထောင်ထားကြတာများလို့ကံရဲ့အကြောင်းကိုတော့နောက်ပတ်ကြရင်တေးသေးချာချာနည်းနည်းအသေးစိတ်ချာချာနာနာသင်ပေးမယ်အဲ့ဒီအခါမှကံရဲ့အကြောင်းကိုနားလည်လာတဲ့အခါမှတန်တရားမှာကျင်လည်ရအောင်မယ်နိဗ္ဗာန်မရောက်သေးလို့တန်တရားမှာကျင်လည်ရတဲ့အခါကျရင်ဘဝကောင်းတွေနဲ့ကျင်လည်နိုင်ဖို့တန်တရားကိုညှိငွေ့လို့နိဗ္ဗာန်ရောက်ခြင်းတယ်တန်တရားမှထွတ်မြောက်ခြင်းတယ်ဆိုရင်လည်းဘာတွေကိုကြည့်သုံးရမလဲဆိုတာကိုသိလာနိုင်ဖို့လိုအပ်နေပြီးဖြစ်တဲ့အတွက်ကြောင့်ဦးစင်းကအိမ်တွင်းဘာဝနာဆိုတဲ့ခေါင်းစဉ်နဲ့လိုက်လံတင်ပြပေးနေရခြင်းဖြစ်ပါတယ်။ဒါကြောင့်တန်တရားရဲ့အကြောင်းကိုပိုမိုသိရှိနားလည်အောင်ကြိုးစားသင်ယူလေ့လာပြီးတော့တန်တရားမှာကောင်းကောင်းကျင့်လည်လို့ရအောင်သူတော်ကောင်းတရားတွေကြီးကြံပွားများနိုင်ပါစေ။တန်တရားဆိုတဲ့နောင်ဘဝမရှိခဲ့ရင်ပူနေစရာမလိုဘူးနော်။တကယ်လို့ရှိခဲ့ဆိုရင်ရှိခဲ့လို့ရှိရင်ဒီဘဝလိုမျိုးပူပန်ဆင်းရဲမှုမဖြစ်အောင်နောက်ထပ်မဖြစ်အောင်မြတ်စွာဘုရားကိုကိုးကွယ်ပြီးတော့ရင်မြတ်စွာဘုရားဤတရားတော်များဖြစ်တဲ့သီလတိက္ခာသမာဓိတိက္ခာပညာတိက္ခာဆိုတဲ့တိက္ခာ၃ရသာသနာတော်အကျင့်မြတ်ကိုပိုပြီးပွားများကြည်ကြံနိုင်ကြပါစေကုန်သတည်း